ခဏလေးဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကဒေါ်လာ3000ကြီးတန်ဖို့ရှိတဲ့ယတနာအကြောင်းပဲဖြစ်တယ်။ဒါကြောင့်ခေါင်းစဉ်ကိုစိတ်ဝင်စားဘူးဆိုရင်ကြော်သွားနိုင်တယ်။ဘာလို့လဲဆိုတော့ဒီပျောက်ဆုံးနေတဲ့ယတနာကတမိုင်းတွေကဒဏ္ဍာရီလက်တက်ပဲမှုတ်ပဲနဲ့မိတ်ဆွေရဲ့အိမ်အောက်မှာတောင်ဖုံးကွယ်နေနိုင်တယ်ဆိုတဲ့တီအိုလီတွေရှိနေလို့ဖြစ်တယ်။ဒီလိုဖုံးပြနိုင်တဲ့ယတနာခမ်းမကြီးကိုနာဇီတပ်တွေက36နာရီအတွင်းမှာခိုးယူသွားခဲ့တာကြောင့်ကမ္ဘာလူပညာသမိုင်းမှာအလင်းမြတ်ဆုံးခိုးယူမှုဖြစ်စဉ်ဖြစ်မှတ်တမ်းဝင်ခဲ့တယ်။ဘရင်6တန်ကျော်နဲ့ပြုလုပ်ထားတဲ့ရွှေရောင်ခန်းကြီးရဲ့ဇလံရဲ့အစပျောက်ဆုံးမှုနဲ့မှောင်တူတက်ကလှုပ်ဝက်ချက်တွေကိုကျွန်တော်တို့အတူတူဖော်ထုတ်လိုက်ကြအောင်။ဘရင်ခန်းကို1900ခုနှစ်မှာပရက်ရှားဘရင်ပထမဖရက်ဒရစ်ရဲ့အမိန့်နဲ့စတင်ပြီးတော့တည်ဆောက်ခဲ့တယ်။ဒီ project ကိုဂျာမန်ဘီသူကပညာရှင်အဒရီယက်ရှက်တူတာနဲ့ဒိမတ်ဘရင်လက်မှုပညာရှင်ဂေါ်ဖရီဘိုရန်တို့ကပူးပေါင်းပြီးတော့ဒီဇိုင်းဆွဲခဲ့တယ်။အစကတော့ဒီခန်းကိုဘာလင်မှာရှိတဲ့ကရီနစ်ဂရက်နန်းတော်မှာတက်ဆင်ဖို့အတွက်ရည်ရွယ်ခဲ့တယ်။ဒီဘရင်ခန်းပြည်စီဖို့အတွက်73နှစ်အကြာချိန်ယူခဲ့ရတယ်။တော်တော်ကိုကြာတဲ့ချိန်နော်။1916ခုနှစ်ရောက်တော့ပထမဖရက်ဒရစ်ရဲ့တားတော်ဖြစ်တဲ့ဘရင်ဖရက်ဒရစ်ဝီလီယံကဒီဘရင်ပြတွေကိုရုရှားအီဂရက်ပီတာဂရက်ကိုလက်ဆောင်ပေးခဲ့တယ်။ရိုးရိုးတာမန်လက်ဆောင်ပေးကြတာမဟုတ်ဘူး။ဆွီဒင်ကိုဆက်ကျင်ဖို့အတွက်ရုရှားနဲ့ဖရက်ဒရစ်တို့မဟာမိတ်ဖွဲ့ချင်းဆိုတဲ့ထိမှတ်ပြုတဲ့အနေနဲ့ပေးခဲ့တာဖြစ်တယ်။အခန်းကိုတက်တာ18လုံးနဲ့ထည့်ပြီးတော့ရုရှားကိုတင်ပေါ်နဲ့ပို့ခဲ့တယ်။စစ်ပီတာစပက်မှာရှိတဲ့ဝင်တာပဲလေးမှာစတင်တက်ဆင်ခဲ့တယ်။1955ခုနှစ်ရောက်တော့အီဂရီအဲလီဇဘက်ကဘရင်ခမ်းမကိုကက်သလစ်နန်းတော်ကိုပြောင်းရွှေ့ဖို့မိတ်ပေးခဲ့တယ်။အီတလီဒီဇိုင်နာဘာတိုရိုမေယိုဖရက်ချက်ကိုရက်ထရီကပိုကြီးတဲ့ခမ်းမနဲ့လိုက်အောင်ဒီဇိုင်းကိုပြန်လည်ပြင်ဆင်ခဲ့တယ်။ဒီလိုပြင်ဆင်မှုတွေလုပ်ပြီးတဲ့နောက်မှာဒီခမ်းရဲ့နိုင်ရန်ဧရိယာက55စတိုယန်မီတာကျော်ကိုလွှမ်းခြုံပြီးတော့ဘရင်6တန်ကျော်ပေါင်းဝင်တဲ့မဟာလက်ရာကြီးဖြစ်လာခဲ့တယ်။ဒီခမ်းကို18ရာစုရဲ့ကမ္ဘာအထမမြောက်အဖွယ်လို့တောင်တင်စားခေါ်ကြတယ်။ဘရင်ဆိုတာဘာလဲ။အေးများတဲ့ကြောက်မဲ့သနာတွေနဲ့မတူဘဲနဲ့ပုံနှွေးပြီးတက်ဝင်နေတယောက်ရှိတဲ့အရာကိုဘရင်လို့ခေါ်တယ်။ဘရင်ဟာရိုးရိုးကြောက်မဟုတ်ဘူး။နှစ်ပေါင်းတန်းချီကြတဲ့ခီးရရလက်ဖြစ်ပြီးတော့တမန်ရဲ့ခြေဆက်ခွင့်ထဲမှာပြိမိနေတဲ့တက်ရှိရုပ်ချင်းတစ်ခုဖြစ်တယ်။တစ်ပန်ကြီးကြပြောရရင်ဘရင်ဆိုတာတတူတတ်မဟုတ်ဘူး။ဒါဟာရှစ်ခေတ်ထိရှုပေလို့တစ်ပင်ကြီးတွေကထွက်တဲ့ဆေးရီဇင်ကနေဖြစ်ပေါ်လာတဲ့မူလဇီဝကြောက်ဖြစ်ရုပ်ချင်းတစ်မျိုးပဲဖြစ်တယ်။တစ်ပင်တွေကဒဏ်ရာရလာတဲ့အခါဒါမှမဟုတ်ယောဂကိုကောက်ွယ်ဖို့တဲ့သူတို့ကဆေးတွေကိုထုတ်လုပ်ကြတယ်။ဒီဆေးတွေကမြေကြီးထဲနှိမ့်မြုပ်သွားတဲ့အောက်ဆီဂျင်နဲ့ကင်းသွားတဲ့အတွက်ကြောင့်မလို့ဖိအားဒဏ်ပူဒဏ်တွေနဲ့နှစ်တန်ပေါင်းများစွာကြာတဲ့အခါဓာတုဗေဒပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်။ဒီဖြစ်စဉ်ကို polymerization လို့တစ်ပင်ကြီးကခေါ်တယ်။တမန်ဆေးတွေကနေပို့ပြီးတော့ခိုင်မာတဲ့ခြင်းတွေကိုရောက်လာတဲ့အခါကျွန်တော်တို့မြင်တွေ့နေရတဲ့ဘရင်ကြောင့်ဖြစ်ပြောင်းလဲသွားတာဖြစ်တယ်။ဘရင်ထဲမှာရှာပပပြိမိနေတဲ့ရှေးဟောင်းပုံမလေးတွေဒါမှမဟုတ်တည့်ရပိုက်စာလေးတွေကနှစ်တန်ပေါင်းများစွာတမိုင်းကိုထိထိထားတဲ့ဖုံးမပြတ်နိုင်တဲ့တဘာဝရုပ်ချင်းမှတ်တမ်းတွေဖြစ်တယ်။ဘရင်ရဲ့တန်ဖိုးကအယောင်ရွယ်စားရေးကြီးဆုံးကတော့အတွင်းမှာပါဝင်တဲ့ပါဝင်ပစ္စည်းရဲ့ပုံမှာမူတည်တယ်။ပေါ်တစ်ပင်လယ်ကဘရင်တွေကနာမည်ကျော်ပေမဲ့ကမ္ဘာပေါ်မှာတတအကြောက်ဆုံးဘရင်တွေကတော့မြန်မာနိုင်ငံကချင်ပြည်နယ်ဟိုးကောင်းချန့်ဝမ်ကထွက်ရှိပြီးတော့ဘာမိုင်လို့ကမ္ဘာကခေါ်ပါတယ်။ထို့သဖြင့်အနှစ်တန်ပေါင်း69တန်ရှိတဲ့ညီမဘရင်တွေဟာဒိုင်နိုဆောခေတ်ကအချက်လက်တွေကိုသိပ္ပံပညာရှင်တွေအတွက်ပေးစွမ်းနိုင်တဲ့အတွက်တန်ဖိုးဟာအလွန်မြင့်မားတယ်။ရှားပါတဲ့ပိုးမွားရုပ်ချွင်းတွေပါတဲ့ဘရင်တို့တစ်ခုရဲ့ဈေးနှုန်းဟာပုံမှန်ယတနာတစ်ခုတည်းစောင့်ဖို့များစွာတန်ဖိုးရှိပါတယ်။ရုပ်ရှင်တဲ့အလှဆင်ပစ္စည်းတစ်ခုလုံးမဟုတ်ဘဲနဲ့တဘာဝတမန်ရဲ့မှတ်တမ်းတစ်ခုဖြစ်တယ်။1941ခုနှစ်ဂျာမန်တပ်ဖွဲ့တွေဆိုဗီယက်ယူနီယံကိုကျူးကျော်ဝင်ရောက်လာတဲ့အခါမှာကက်သလစ်နန်းတော်မှာရှိတဲ့ပြတိုက်မှုတွေကဘရင်ခမ်းမကြီးကိုဂျာမန်တပ်တွေမမြင်အောင်ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်းနှစ်ပေါင်းများစွာထိမ့်သိမ်းမှုညံပြင်းခဲ့တာကတကြောင်ဘရင်ပြားတွေကအရန်ကိုကျွတ်ဆက်ပြီးတော့ဘေးကင်းစွာဖြုတ်ချဖို့ဆိုတာမဖြစ်နိုင်ခဲ့ဘူး။ဘေးကင်းစွာဖြုတ်ချဖို့ဆိုတာမဖြစ်နိုင်တဲ့ခါကျတော့နောက်ဆုံးချိန်မရတာနဲ့အခန်းကိုတာမန်နောက်ခံပုံနေနဲ့ဖိုးအုပ်ဖို့ကြိုးစားခဲ့။ဂျာမန်တပ်တွေကအခန်းရဲ့ဒီနေရာကိုတိထားပြီးသားဖြစ်တဲ့အတွက်ပိုးအောင်ဖို့ကြိုးစားတာမအောင်မြင်ခဲ့ဘူး။နာဇီအာမီဂရုနော့ကစစ်သားတွေကအခန်းကိုကျွမ်းကျင်သူ2ဦးရဲ့ကြီးကြပ်မှုအောက်မှာ36နာရီတွင်ဖြုတ်ချနိုင်ခဲ့တယ်။ဘရင်ပြားတွေကိုတက်တာကြီး28လုံးတက်ထည့်ပြီးတော့ရှီပရက်ရှာခုကာဒီနင်ဂရက်ရှီခွန်နဘောခရစ်စတာကိုတင်ပေါ်နဲ့ပို့ခဲ့တယ်။1941ခုနှစ်အောက်တိုဘာလ14ရက်ခွန်နဘောကိုရောက်ခဲ့တယ်။နိုဝင်ဘာလကျမှရဲတိုင်းမှာအခန်းကိုပြန်လည်တက်ဆင်ပြီးများပြည်သူကိုဖျက်ဆီးခဲ့တယ်။1944ခုနှစ်ရဲ့အစောပိုင်းကာလမဟာမိတ်တပ်ဖွဲ့တွေချီးကပ်တိုက်ခိုက်လာတဲ့အခါကျတော့ဘရင်ခန်းကိုထပ်ဖြုတ်ချပြီးရဲတပ်ရဲ့မြေအောက်ရဲ့တနေရာမှာတုံလာဖို့တက်တာကြီးတွေနဲ့တေချာထုတ်ပို့ခဲ့တယ်
ဒါပေမဲ့1944အောက်တိုဘာလတော်ဝင်လေတပ်ရဲ့ဗုံးကျဲတိုက်ခိုက်မှု1945ခုနှစ်ဧပြီလဆိုဗီယက်တပ်နေရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ကွန်နေဘော့ခရစ်စတာဟာပြင်းပြင်းထန်ထန်ပျက်စီးသွားခဲ့တယ်။စစ်ကြီးပြီးသွားပြီးတဲ့နောက်ပိုင်းပင်ရခန့်ကိုဘယ်သူမှထပ်ပြီးတော့မတွေ့ရတော့ဘူး။1968ခုနှစ်ဆိုဗီယက်ခေါင်းဆောင်လီယိုနက်ပရညီယာကကွန်နေဘော့ခရစ်စရဲ့ပျက်စီးတွေကိုဖြိုဖျက်ဖို့မိတ်ပေးခဲ့တာကြောင့်ဆိုပါနေရာကိုစနစ်တကျစုံစမ်းဖို့တားဆီးခံခဲ့ရတယ်။2004ခုနှစ်ဗြိတိရှစုံစမ်းထောက်လှမ်းရေးသတင်းဆရာတွေရဲ့စုံစမ်းစစ်ဆေးမှုအရပင်ရခန့်က1945ခုနှစ်ဧပြီလ9ရက်နဲ့17ရက်ကြာမှဖြစ်ခဲ့တဲ့ကော်နယ်ဘော့တိုက်ပွဲတွင်မှာပဲမိလောင်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပျက်စီးသွားခဲ့တာဖြစ်နိုင်ခြင်းများဆုံးလို့ကောက်ချက်ချခဲ့တယ်။ဒီကောက်ချက်ချတဲ့ theory ကိုလက်မခံကြတဲ့သူတွေလည်းရှိတယ်။ပန်းများတွေကိုစစ်ပွဲမတိုင်ခင်ဂျာမန်တွေကစားရင်းတွေထည့်ထားတာဒါမှမဟုတ်ရေကန်ထဲမှာဖုံးထားတာလို့ယူကြည်ကြတဲ့သူတွေလည်းရှိတယ်။2020ခုနှစ်ပိုလန်ကမ်းရိုးတန်းနီးမှာနှိမ့်မြုပ်နေတဲ့ဂျာမန်သင်္ဘောကာရူဟက်ကိုတွေ့ခဲ့တယ်။ဒီသင်္ဘောထဲမှာပါဝင်ပစ္စည်းများကမသိရသေးတဲ့တက်တာတွေလည်းရှိနေတာကြောင့်ပင်ရခန့်ကိုပင်လယ်ထဲကနေရွှေ့ပြောင်းစဉ်မှာပျောက်ဆုံးသွားခဲ့တာဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ theory တွေကထပ်ပေါ်လာပြန်တယ်။ဘယ် theory တွေကမှန်နိုင်မလဲ။ဆောင်းတွင်းနဲ့ထည့်ထားတဲ့ theory လား။ရေကန်နဲ့ထည့်ထားတဲ့ theory ကဖြစ်နိုင်မလား။ရေထဲနှိမ့်မြုပ်နေတဲ့သင်္ဘောတစ်စီးမှလား။တိုက်ပွဲကြောင့်မီးလောင်သွားတဲ့ theory လား။ဘယ်တစ်ခုဆိုကျွန်တော်တို့ပိုယုံလို့ရလဲ။ကျွန်တော်ကြိုက်ဆုံး theory ကတော့တိုက်ပွဲကြောင့်မီးထဲပါသွားတယ်လို့ထင်မိတယ်။တိုက်ပွဲချက်ကိုရတနာကိုတက်ဆုပ်ဆန်ပြဗျာပင်လယ်ထက်တည်နေမလားဟုတ်တယ်မလားမိတ်ဆွေဆိုရင်တော့ရွှေ့နေမလားဘယ်သူမှဆိုတက်ထက်ရေးကြည့်တာမရှိဘူးဆိုပြီးတော့တွေးပြီးတော့ပြေးကြမှာပဲလေမင်းထင်တာရှောက်ပြောမနေနဲ့ကွာမေပေးရလုံးမှာပဲဆိုတဲ့ကောင်တွေလည်းရှိတယ်ဟုတ်ပါတယ်တကယ်လည်းရှိပါတယ်စားရမကလို့ရေတွင်းထဲထိပါမေပေးရလုံးမှာပဲဆိုပြောလိုက်ရင်လည်းကျွန်တော်မငြင်းဘူးတိုက်ပွဲတွေမှာရေးကြီးတာတွေကဒီခန်းတစ်ခုတည်းမဟုတ်နေဘူးဆိုတော့ကိုတော့ပြောချင်တာပါဒါနဲ့စကားမဆက်မိတ်ဆွေရဲ့အိမ်အောက်မှာလည်းရှားကြည့်ပါဦးလားမြေငလင်ကြောင့်မြေတွေရွှေ့ပြီးရွေ့လာမလားပေါ့ဗျာစတာပါတကယ်လည်းရှာမနေနဲ့အမိုက်ကလွယ်ရင်ဘာမှမရှိတော့ပါဘူးဒီတော့ပင်း6တန်ကျော်ရွှေရောင်တောက်နေတဲ့ကပ8ခုမြောက်အဖွဲ့ရဲ့အကြောင်းကတော့ဒီလောက်ပါပဲဂျာမန်ရဲ့အလဲအမြောက်မှုကနေရုရှားအစ္စရေးရဲ့ခန္ဓာမှုစီကိုပြောင်းလဲခဲ့တဲ့ဒီခန်းဟာဒုတိယကမ္ဘာစစ်အတွင်းမှာနာဇီတွေရဲ့ခိုးယူမှုကိုခံခဲ့ရပြီးတဲ့နောက်မှာတော့တမန်ရဲ့အကောင်ဆုံးလှုပ်ဝက်ချက်တစ်ခုဖြစ်ကျန်ရစ်ခဲ့တယ်။ကွန်နယ်ဘော့ခရစ်စတက်ကိုဘုံကျက်တက်ခဲ့မှုတွေကြားမှာအခန်းကြီးပျက်စီးခံလိုက်ရပြီးတော့ကျွမ်းကျင်တဲ့သူများစုကယုံကြည်ကြတယ်။ဒီ theory ကိုထောက်ခံတဲ့အနေနဲ့1945ခုနှစ်ကွန်နယ်ဘော့တိုက်ပွဲပြီးမီးလောင်ထားတဲ့ပျက်စီးတွေအကြားထဲမှာပင်းရင်ခန့်ရဲ့စိတ်ပိုင်းတစ်ခုဖြစ်တဲ့ဣသရီကြောက်ပြမိုးစစ်ကိုရှာတွေ့ခဲ့တယ်။ဒါပေမဲ့ဒီခန်းကြီးပင်လယ်အောက်နှိမ့်မြုပ်နေတာလားဒါမှမဟုတ်ဥရောပတိုက်ရဲ့ဘယ်နေရာမှာဖုံးကွယ်နေတာလဲဆိုတဲ့မိကွန်းတွေကတော့မဖြေရှင်းနိုင်သေးဘူး။ဒီလိုပုံမပြတ်နိုင်တဲ့ယဉ်ကျေးမှုအမွေနဲ့ဆုံးရှုံးလိုက်ရပေမဲ့ရုရှားဆိုရက1989ခုနှစ်ကစပြီးတော့24နှစ်ကြာချိန်ယူပြီးတော့ဒီခန်းရဲ့ပုံတွေကိုပြန်လည်တည်ဆောက်ခဲ့တယ်။ဂျာမန်ကွန်မြူနတီတစ်ခုရဲ့ဒေါ်လာ3.5တန်ထောက်ပံ့မှုနဲ့ရုရှားလက်မှုပညာရှင်တွေရဲ့ကြိုးစားမှုတွေကြောင့်2003ခုနှစ်မှာဒီခန်းကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်။ဘာ6ခုမြောက်အဖွဲ့ဖြင့်ဂုဏ်ပြုခတ်ခဲ့ရတယ်။ငွေရပင်းခန်းကတော့ပျောက်ဆုံးနေဆက်ဖြစ်တယ်။ဒါပေမဲ့ကက်သလင်နန်းတော်မှာပြန်လည်တည်ဆောက်ထားတဲ့ခန်းမကတော့တမန်ရဲ့အဖွဲ့အမွေအနှစ်နဲ့နိုင်ငံနှစ်နိုင်ငံရဲ့ပြန်လည်တည်မြတ်ရေးကိုပါကိုစားပြုတဲ့ခိုင်မာတဲ့သင်္ကေတဖြင့်ဒီနေ့ထိရှိနေဆဲပဲ။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့တမန်ကြောင်တွေကိုဆက်လက်တင်ပေးတော့အောင်မှာမို့လို့အမြတ်ကြည့်ရှုပေးပါအောင်လို့ပြောရင်းပဲအားလုံးပဲနေကောင်းချမ်းသာကြပါစေ။